မင်းတို့ဒီဂိမ်းကြီးကိုဘယ်ထိဆော့မှာတေးကြတာတခုကတော့ဂိမ်းတစ်ဂိမ်းကိုတေးတဲ့အထိဆော့မယ်ဆိုတာမဖြစ်နိုင်ဘူးကွာ2020-21လောက်တုန်းကဂိမ်းဆော့လို့ကဆောင်းအောင်ကောင်းတော့ကွာဒီအဲ့တုန်းကအိမ်က PR တွေကျောင်းက pressure တွေအမျိုးမျိုးက PR တွေကမရှိသေးဘူးကွာဒီအဲ့တော့ကတခါတလေဂိမ်းဆော့လို့ရှိရင်2020တို့2021တို့လောက်ကဆော့နေရတဲ့မူတိုင်းပဲပြန်ဆော့ကျင်တော့အဲ့တုန်းကပေါ့ကွာငါတငယ်ချင်းတယောက်ရှိတယ်ကွာသူက pro player ကြီးဖြစ်ချင်တာကွာဒီကမင်း player လိုက်ထဲသွားကျင်တာဒါပေမဲ့ငါတော့အဲ့လိုမဟုတ်ငါမင်းလုံးဝ live stream လွှင့်ပြီးတော့ကွာဒီမလားမင်း viewer တွေနဲ့ပျော်ပျော်ပပနဲ့ပြောမယ်ဆို streamer ပေါ့ကွာဒါပေမဲ့အတက်တွေကြီးတာအနေနဲ့ဒီတိုင်း game set ဆော့ဖို့ဆိုတာအဆင်မပြေတော့ဘူးဒါတွေတော့ယောက်ျားလေးများစုသိမယ်ထင်ပါတယ်ဝါသနာနဲ့ဝမ်းသာနဲ့ရှင်လာရင်ဘယ်လမ်းကိုရွေးကြလဲဆိုတာပေါ့အဲ့တော့ကွာမင်းတို့ game ပဲချိန်နားမလဲတော့မသိဘူးငါကတော့တပိုက်ကလည်းမကောင်းတော့ဘူးပြီးတော့အရှိရပြောခဲ့သူတို့လည်းအချိန်ကြီးအဆင်မပြေဘူးကွာဒီနောက်စီစဉ်နေတစ်ခုနှစ်ခုလောက်ပြီးသွားရင်တော့ငါလည်းပျော်ပျော်ပပလေးတော့ပြစ်လိုက်ပါအောင်ပဲဒီကြားထဲမှာပြီးရင်တော့နားပြီကွာဟောဒါနဲ့မင်းစမ်းဟောအစီအစဉ်ကုန်ကန်လေးဆိုပြရတာဆောင်းဝမ်းမိုက်တယ်ရောဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးလူတွေအားလုံးဂွေးတူကြပါစေ